နောက်ရကြထိုင်းလာတဲ့အခါညောင်းတာကျင်နာနာရာရှိလာညောင်းတာကျင်နာနာရာရှိလာတဲ့ဆိုတချို့ကနည်းနည်းလေးညောင်းနေဆိုရင်ပဲညောင်းနေလို့မရှုဘူးရှုရမှမသိဘူးရှုရမှသိတော့လည်းပဲမရှုတတ်ဘူးအဲ့တော့ဘာလုပ်လိုက်တယ်လဲဆိုဟောလို့အညောင်းပြီးဟောလို့ပြင်ပြလိုက်ခြေတော့တစ်ဖက်နဲ့တစ်ဖက်အဲ့ဒါလိုပြင်လိုက်တာနဲ့စိတ်ကတမာရီမဖြစ်တော့ဘူးပြက်သွားရောမူလတည်ငြိမ်နေတဲ့စိတ်ကလေးတော့ပြက်သွားရောနာသည်ဖြစ်စေညောင်းသည်ဖြစ်စေနာတဲ့စိတ်နာတဲ့သဘောညောင်းတဲ့သဘောဒုက္ခဝေဒနာခေါ်တယ်အဲ့ဒါကိုသိခံပြီးတော့နာတယ်ညောင်းတယ်နဲ့မိမိသိခံနိုင်တဲ့အတိုင်းအတာထိရှုရတယ်အဲ့ဒါရှုတာကနာရညောင်းတာရှုတာနာရကျင်တာကြိုက်တာခဲတာညောင်းတာညာတာဒုက္ခဝေဒနာတွေရှုတာကအဲ့ဒီဒုက္ခဝေဒနာရဲ့သဘောကိုသိဖို့ရှုတာအဲ့ဒီဒုက္ခဝေဒနာကြီးပျောက်သွားအောင်ရှုတာမဟုတ်ဘူးပျောက်သွားအောင်ရှုလို့လည်းပျောက်တာမဟုတ်ဘူးပျောက်ဖို့ရှုတာမဟုတ်ဘူးအဲ့ဒီဒုက္ခဝေဒနာရဲ့မခံစားတဲ့သဘောဝလက္ခဏာသူရဲ့ဒီကိစ္စရတ္တခေါ်တဲ့နှိစ္စတတ်တဲ့သဘောအဲ့ဒီသဘောတွေသိအောင်ရှုတာလူရင်းကတော့ဒုက္ခဝေဒနာခေါ်တဲ့နာရကျင်နာကြိုက်တာခဲတာရဲ့မခံစားတဲ့သဘောနဲ့အဲ့ဒီမခံစားခြင်းကြောင့်မိမိကိုနှိစ္စခံနေရတဲ့သဘောအဲ့ဒီသဘောသိအောင်ရှုတာဒီလိုသဘောသိအောင်ရှုတဲ့အခါကျတော့ဒုက္ခကိုဒုက္ခမသိလာတဲ့အခါကျဒီဒုက္ခကလွတ်ချင်လာတော့ဒါကြောင့်မလို့ဒုက္ခဝေဒနာတွေရှုတာဟာပျောက်ဖို့ရှုတာမဟုတ်ဘူးဒုက္ခဝေဒနာရဲ့အတွင်းသဘောသိအောင်ရှုတာဖြစ်တဲ့အတွက်ကြာရှုနိုင်လေတမာရိကိုအကောင်းလာလေတမာရိကိုအကောင်းလာလေဒုက္ခဝေဒနာရဲ့သဘောသိလာတယ်ကြာရှုနေအောင်သိဉ္ခံရတယ်သိခံပြီးရှုရနားတဲ့သဘောကိုသိခံရှုကျင်တဲ့သဘောသိခံရှုတောင်းတဲ့တင်းတဲ့သဘောကိုသိခံရှုနောက်ဆုံးသိမခံနိုင်တဲ့အခြေအနေရှိထီအောင်သူကပြင်းထန်လာတယ်ဆိုလို့ရှိရင်တော့လည်းပဲအဲ့ဒီကြတော့ထားပြီးစဉ်းညာရှောက်နေရတော့မပြင်းနဲ့ထားစဉ်းညာရှောက်တဲ့အခါမှာထားခြင်းနဲ့ခြေတော့ပြင်းရင်လည်းလက်ပြင်းရင်လည်းလက်ခြေတော့ဆန်ထုတ်တယ်အစရှိသဖြင့်အကုန်လုံးရှုမှတ်မှုနဲ့ပြုနောက်ရက်ပြီးတော့ရက်တယ်ပြီးတော့မှလှမ်းကျင်တဲ့အစိုက်ပြီးဖြင့်အကုန်လုံးရှုပြီးတော့ဈဉ္ညာလျှောက်လိုက်ရတယ်ဈဉ္ညာလျှောက်လိုက်လို့ရှိရင်အဲ့ဒီညောင်းတာညာနာရကျန်တာကြိုက်တာဟာလည်းပြေးသွားတယ်ဈဉ္ညာလျှောက်ရှုတဲ့အတွက်လည်းတမာရီလည်းဖြစ်တယ်ဖြစ်ရုံမကဘူးဈဉ္ညာလျှောက်ခံမှဖြစ်တဲ့ယုတ်တည်နံရဲ့သဘောတွေတောင်မှပဲသိသွားနေတယ်အဲ့ဒါလိုသိသွားနိုင်နေတယ်ဒါကြောင့်မလို့မိမိခန္ဓာရည်ရှိသလောက်ဝေဒနာကိုသိခံပြီးခါသိသိခံပြီးတော့ကြာရှုပါသိမခံနိုင်တော့ဘူးဒါဟာအလွန်ဆုံးသိခံနိုင်တဲ့အခြေအနေပဲဆိုလို့ရှိရင်တော့ထားပြီးတော့စဉ်းညာရှောင်းဆက်ပြီးမထိုင်နဲ့ဆက်ထိုင်ပြီးလည်းပဲတမာရီမဖြစ်တော့နေရာပြင်လိုက်ပြီဆိုလည်းတမာရီပြတ်သွားပြီအကျိုးမရှိဘူးဒါဆိုလည်းပဲထားတဲ့အခါမှာထားခြင်းစိတ်ကစားပြီးလှုပ်ရှားမှုမှန်သမျှအကုန်လုံးရှုမှတ်သွားလို့အရေးကြီးတယ်ဒီတော့ဒီနေရာမှာသဲနိခံနိဗ္ဗာန်ရောက်မြန်မာစကားရှိတယ်ဒါကျေးဇူးတော်ရှင်မဆီဆရာတော်ဘုရားကြီးကသဲနိခံနိဗ္ဗာန်ရောက်ဆိုတဲ့စကားဟာတရားထူရမှာပိုးမှန်တယ်ဘာကြောင့်လဲဆိုတော့အဲ့လိုဒုက္ခဝေဒနာတွေကိုသိခံပြီးရှုမှပဲဒုက္ခဝေဒနာရဲ့အနိစ္စဒုက္ခအနတ္တသဘောဒီသဘောတွေသိပြီးတော့ဝိပဿနာဉာဏ်နဲ့ဖြစ်ပြီးတော့မဉ္ဇဉ်ပူဉ္ဇဉ်နဲ့နိဗ္ဗာန်မျက်မှောက်ပြုနိုင်တာဒါကြောင့်သိခံရတယ်ဒါပေမဲ့ဒီနေရာမှာတချို့အသိမှားနေတာလည်းရှိတယ်ဘယ်လိုလဲဆိုတော့ဒုက္ခဝေဒနာရှုလို့ရှိရင်ဒေါသဒေါမနတဖြစ်တယ်တဲ့ဒါကြောင့်မရှိရဘူးအကုသိုလ်ဖြစ်တယ်တဲ့အဲ့ဒါဟာအဲ့ဒီပုဂ္ဂိုလ်များမှာသူနည်းနည်းအသိလေးလမ်းလွဲနေတာပါခံစားတာနဲ့သိတာရောနေနာရကျင်နာကြိုက်တာခဲတာကအဲ့ဒါခံစားတာအဲ့ဒါကတော့ဒုက္ခဝေဒနာပဲဒေါမနတဝေဒနာပဲမှန်တယ်ဒါပေမဲ့အဲ့ဒီနာမှုကျင်မှုကို
ရှုနေတာကအဲ့ဒါသိတာနားရဲဆိုတာနားတဲ့သဘောကိုရှုသိနေတာကျင်နေဆိုတာကျင်တဲ့သဘောရှုသိနေတာကြိုက်တယ်ဆိုတာကြိုက်တဲ့သဘောရှုသိနေတာအဲ့ဒီသိနေတာကဒါဝိပဿနာပညာဝိပဿနာဉာဏ်သူကကုသိုလ်ပဲအဲ့ဒါခံစားတာကဒုက္ခဒေါမနစဝေဒနာအကုသိုလ်ဖြစ်တယ်ခံစားတာကိုရှုသိနေတဲ့စိတ်ကတော့ဝိပဿနာကုသိုလ်စိတ်ပဲဒါကြောင့်မလို့ရှုရတယ်ဒါကြောင့်လည်းမြတ်စွာဘုရားကမဟာသတိပဋ္ဌာန်တို့ဝေဒနာရှုမှတ်တဲ့အပိုင်းမှာဒုက္ခဝဝေဒနာဝေရိယမနောဒုက္ခဝေဒနာဝေရိယမိတိပဇာနာတိဆင်းရဲတဲ့သဘောကိုခံစားရသည်ရှိတော့ဆင်းရဲတဲ့သဘောကိုခံစားနေရတယ်လို့ရှုသိပါလို့မိန့်ဒုက္ခဝဝေဒနာဝေရိယမနောဒုက္ခဝေဒနာဝေရိယမိတိပဇာနာတိချမ်းသာတဲ့သဘောကိုခံစားရတော့လည်းပဲချမ်းသာတဲ့သဘောကိုရှုသိနေပါလို့